အားလုံးပဲမင်္ဂလာပါကျွန်တော် channel နဲ့ page ကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီစက်ကလေးကိုမြင်မှုကြမယ်ထင်ပါတယ်ခုနောက်ပိုင်းတော့သုံးတာအတော်လေးရှားပါပါပြီဒီကောင်ကအသက်မလာတာအတန်းတော့လာတယ်လေပူပြီးရက်သွားတာပေါ့နော်အဲ့တော့ဝါနာရှင်ညီကိုတွေအတွက်အစားထိုးပြုပြင်အသုံးပြုနေလေးကိုပြောပြပေးတော့ပါမယ်ထုံးစံတိုင်း view လေးကိုတွားကြည့်အောင်ပါအော် AC ကြီးတော့ပါမလာတော့ပါဘူးလာအပ်သွားတွေကဘာဖြစ်လဲဆိုတာလည်းပြောမသွားပါဘူးအဲ့တော့စမ်းကြည့်ပါအောင်မယ်အဲ့တော့ battery မရှိတော့ကျွန်တော်တွဲဖို့ adapter နဲ့ပဲစမ်းပါမယ်အဲ့တော့စရောက်လာတွေကကျွန်တော်မပြည့်မစုံပါပဲကျွန်တော်မူလီလည်းမရှိတော့ဘူးတစားစီပေါ့နော်အဲ့တော့စမ်းကြည့်ပါမယ်အဲ့တော့သူ့မှာဒါ clock လည်းမရှိတော့ပါဘူးဒါ clock ကြိုးဖြစ်ပါတယ် AC switch ကြိုးဖြစ်ပါတယ်အဲ့တော့ power ထိုးကြည့်လိုက်တဲ့အခါမှာကျွန်တော်မီးလေးတော့လာယူပါတယ်ဒါတော့2 in 1ကြိုးပေါ့နော် audio ကြိုးနဲ့ဖွင့်ရတဲ့မှုပေါ့နော်အလဲကတော့ FM မှုဖြစ်ပါတယ်ဒီအစွန်ဆုံးမှုကတော့ USB မှုဖြစ်ပါတယ် USB ကိုထိုးလိုက်တဲ့အခါမှာလည်း USB လည်းဖတ်ပါတယ်ဒါပေမဲ့အတန်မလာဘူးပေါ့နော်တန်လုံးမလာပါဘူးကျွန်တော်အောက်ပုတ်ကတ်ကိုကင်ကြည့်တော့လည်းမပူပါဘူးအဲ့တော့အောက်ပုတ်ကတ်ကလည်းကျွန်တော်မူလီလေးတွေဆွဲထားတာမရှိတော့ဘူးเนาะအဲ့တော့အောက်ပုတ်ကတ်လေးကိုတစ်ချက်ကျွန်တော်တို့အလွယ်တကူ sending လေးကို IC ကောင်းမကောင်းတစ်ချက်လောက်ကျွန်တော်စစ်ကြည့်ပါမယ်အဲ့ကျိုးတွေဖြုတ်ပြီးသွားပါပြီအဲ့တော့ကျွန်တော်ဒီမှာသူ့ပုံမှာအလွယ်တကူစားထုံးနိုင်မှုအတွက်ဒီအမှတ်သားလေးရှိပါတယ်တော့ဖုတ်လေးပဲဆိုတော့အရင်ဆုံးတင်တာလေးစီးလိုက်ပါအောင်အဲ့ကျွန်တော်အမှတ်သားလေးဒီပြပေးထားပါတယ်12ဘိုးနဲ့လောက်ပါပါเนาะအဲ့တော့ ground တွဲဖို့ရှိမယ်ပြီးသွားရင် audio ground ရှိမယ်ဘယ်ညာ LR ရှိမယ်အပေါ်မှာ audio in ဟာရှိပါဘောเนาะအဲ့တော့ဒါကတော့ tone control တွေကဘုတ်ဖြစ်ပါတယ်အပေါ်တော့ MP3 player ရဲ့ module ပေါ့နော်အတားအစီကောင်းမကောင်းဘယ်လိုဆက်ရလဲဆိုရင်တော့ဒီအတားအစီရဲ့အောက်ခြေလေးကိုကျွန်တော်လက်လေးနဲ့ထိပြီးတော့ပြင်းဖြစ်တယ်ဆိုတော့ဒါကောင်းပါတယ်တချို့ IC တွေကြတော့ဖွင့်လို့တော့အတန်လာတယ်ခဏနေမှပိတ်သွားတာပူပြီးပိတ်သွားတာပေါ့နော်အဲ့လို IC တွေတော့ဒီနေ့ကအကျိုးမဝင်ပါဘူးအဲ့တော့နောက်တစ်နေ့ကကျတော့ဒီ Google မှာဒီ IC number လေးရှာပြီးတော့မီတာနဲ့တော့ IC ရဲ့ပင်လေးမှာဘိုးဘလောက်ရှိတယ်ဆိုတော့တိုင်းမှာဖြစ်ပါတယ်ဒီနေ့ရရှုပ်မှာဆိုကျွန်တော်ပြောမပြတော့ပါဘူးအဲ့တော့နောက်တစ်နေ့ကိုပြောပြပြီးပြပါမယ်နောက်တစ်နေ့ကကျတော့ဒီ speaker ရဲ့ဒီအထွက်ပေါ့နော်ဒီအနီနဲ့အထွက်ဒီမှာကျွန်တော် DC ထွက်မထွက်ကိုကျွန်တော်တိုင်းကြည့်ရမှာဖြစ်ပါတယ်အဲ့တော့ DC ကျွန်တော် 0.01 ဖြစ်ရမှာဖြစ်ပါတယ်အဲ့တော့ 0.06 ဖြစ်နေတဲ့အတွက်ဒါ DC ပိတ်ထားတာပါဒီ IC ကဒီ speaker ပြတ်မှာဆိုသူ့စနစ်ကပိတ်ထားတာပါเนาะဒါဆိုတော့ IC လုံးပြတ်သွားပါပြီအဲ့တော့အလွယ်ဆုံးစနစ်နဲ့နီးကအတန် IC ရဲ့ကျွန်တော်အောက်ခြေလေးတွေကိုလက်နေနဲ့ကင်ပြီးတော့အတန်မီမမီစစ်လို့ရတယ်အဲ့တော့နောက်တစ်နည်းက speaker output အထွက်မှာ DC ထွက်မထွက်ကိုကျွန်တော်စစ်ရပါဖြစ်ပါတယ်အဲ့တော့တန့်ရှင်းနေပါလုပ်လိုက်ပါဦးမယ်အဲ့တော့ကျွန်တော်ဒီ Bluetooth စားထိုးတဲ့အခါမှာဒီ MP3 module မှာပေါ့နော်အဲ့တော့ 5 port တော့ကျွန်တော်ဒီ USB ရနေပြီးတော့ရောက်နိုင်တယ်ဒီ USB ရဲ့ body ကအနှုတ်ပါUSB ရဲ့ထိပ်ဆုံးမှာတော့ဒါ 5 port ဖြစ်ပါတယ်ဒါမှမဟုတ်ဒီ Kun8395 IC ကနေလည်း5 port ယူလို့ရပါတယ်အဲ့တော့ကျွန်တော်မကောင်းတဲ့ဒီ IC လေးကိုဖြုတ်ပါမယ်အဲ့တော့ IC ရဲ့ K6 လေးကိုဖြုတ်အောင်မှာဖြစ်ပါတယ်အရင်ဆုံးတင်ရှင်းလုပ်မယ်ပြီးတော့ကျွန်တော်ခဲဆွေးခွဲဟောင်းနေခဲတစ်ပြန်ပြီးဖို့ပါမယ်တကောင်က6ရောက်များတဲ့အတွက်ကျွန်တော်ခဲဆုပ်တဲ့ဟာနဲ့မှအဆင့်ပြေပါမယ်ခဲဆုပ်တဲ့ဟာနဲ့ထုံးမှအလွယ်တကူထုတ်လို့ရပါမယ်အဲ့တော့6ရောက်များလို့ဖြစ်ပါတယ်အဲ့တော့အစားတုံးမဲ့ဟာလေးကကျတော့ကျွန်တော်ဒီ digital ကတ်လေးဖြစ်ပါတယ်ဒီ digital ကတ်လေးဖြစ်ပါတယ်ဒီကောင်က8 to 24 ပို့ပေးရပါတယ်တော့ module number ရ CA3113 ဖြစ်ပါတယ်သူကတစ်ဖက်ကို15 watt 15 watt နှစ်ဖက်ဆိုတော့30 watt ထွက်ပါတယ်ဒီမူရင်း IC ထဲတော့သူကဝက်ပုံများပါဘူးเนาะအဲ့တော့ဒါ Bluetooth ကလေးဖြစ်ပါတယ်Bluetooth ဒီအစားထုံးနေရတော့ကျွန်တော်ရှေ့ဗီဒီယိုမှာလုပ်ပြအတွက်ဒီမှာမပြတော့ပါဘူးအဲ့တော့ Bluetooth ကဘာမှထည့်ရမလဲဆိုရင်ကျွန်တော်2 in 1ပေါ့เนาะဒီဖုန်းနဲ့တွင်းနဲ့ဖုန်းနဲ့ထိုးဖွင့်တဲ့ဒီနေရာနေပြီးတော့ဒီ Bluetooth
အတန်လေးကိုဒါထည့်ပေးလိုက်ရမှာပဲဒီကတ်ရဲ့အထားတို့လေးကတော့ဒါအဝင်ခွင်ကြပါเนาะသူ့မူရင်း IC တိုင်းအောင်ပဲပြန်ပြီးကျွန်တော်မူလီပေါက်စုပ်ပေးလိုက်ရမှာပေါ့เนาะဒါပေမဲ့အဖုံဖုံတဲ့ခါမှာကျတော့တိတ်မလွတ်တော့ဘူးပေါ့เนาะအဲ့တော့ဒီကတ်လေးဖြစ်ပါတယ်ဒီလိုမျိုးလေးကျွန်တော်မူလီစုပ်လိုက်ပါတယ်ပြီးတော့ရင်တော့ဒီဝါယာတွဲမှာပေါ့เนาะဝါယာကတော့သူ့ module နံပါတ်ပေါ်မှာဒီ print ရိုက်ထားတယ်ပေါ့เนาะအဲ့တော့ LR ကျွန်တော် ground ဒီ case switch ချိန်ရမယ်လေးပြထားပါတယ်အဲ့ဒါတော့ကျွန်တော်မပြတော့ပါဘူးเนาะအဲ့တော့ဒါကတော့ဒီ voltage ကျွေးဖို့ပေါ့เนาะဒီကောင်က8 to 24ကျွေးလို့ရတယ်ကျွန်တော်ဒီအတန်စားထုတ်ကထည့်တဲ့အခါမှာသူဒီ signal ရဖို့ပေါ့เนาะအတန် signal ရဖို့ကကျွန်တော်ဒီမူရင်းပတ်လန်းမှာပဲရှိပါတယ်သူ socket နေရာမှာဒီထည့်ရမယ်ချိတ်ရမယ်ဟာလေးပြထားတယ်ပေါ့เนาะအဲ့မှာကျွန်တော်ချိတ်ပေးလိုက်ရမှာပဲအဲ့တော့ကျွန်တော် ground ချိတ်တဲ့နေရာမှာချိတ်မယ်အတန်ပဲညာချိတ်တဲ့နေရာချိတ်ပါမယ်သူ socket မှာလည်းပြထားပါပါမနော်ဥပမာ audio ground ဆို ground ပဲညာဆိုပဲညာမှာချိတ်ပေးလိုက်ရမှာပေါ့နော်အဲ့တော့ supply ကတော့ကျွန်တော်ဒီ main capacitor ကြီးကနေပဲယူလိုက်ရမှာပဲဒါကတော့ကျွန်တော်ဒီ speaker output ကြိုးပဲတက်ဖို့လိုပါတော့ဗောဒါ output ကြိုးတက်တာလည်းကျွန်တော်ဒီ module ကတ်ရဲ့ဒီ output တွေမှာအနီးနဲ့ wire လေးချိတ်ပါပြီးတော့ရင်ကျွန်တော်ဒီ speaker ထွက်မယ်ဒီကြိုးပိန်ခေါင်းနေမှာပေါ့နော်သူအနီးဆိုအနီးတိုင်းတက်မယ်အနက်ဆိုအနက်တိုင်းတက်မယ်ပေါ့နော်ဒါဆိုတော့ပြီးတော့ပါကျွန်တော်စမ်းကြည့်ပါမယ်အဲ့တော့ဒါကျွန်တော် power ထုတ်ပြီးတော့စမ်းကြည့်လိုက်ပါမယ်power ထိုးလိုက်တဲ့အခါမှာသူကတော့ clock မပါဘူးပေါ့နော် DC ဆို direct ဖြစ်တဲ့အတွက် clock မရှိဘူးအဲ့တော့ကျွန်တော်ဒီ module မှာလည်း mini လေးလင်းလာတယ်ပြီးတော့MP3 player မှာလည်း mini လင်းလာပါတယ်အဲ့တော့ကျွန်တော်ဒီ USB လေးနဲ့ထိုးစမ်းကြည့်ပါမယ်Okay ဒါ volume တွေအကုန်လုံးလို့လည်းအတန်လင်းလာပါတယ်အတန်ကြီးကတော့တိတ်မထွက်နိုင်ပါဘူး speaker လည်းဝက်ကြီးရဲ့အတွက်เนาะ speaker လည်းတိတ်မကောင်းဘူးပေါ့เนาะအဲ့တော့အကျယ်ကျယ်တော့အဆင်မပြေပါဘူးဒီ speaker အရင်ကြီးနေတယ်ပေါ့เนาะအဲ့တော့speaker ဝက်သေးတဲ့ဟာဆိုတော့အဆင်ပြေပါတယ်မူရင်းထက်တော့ကျွန်တော်30ဝက်လောက်ထွက်သွားတယ်ပေါ့เนาะမူရင်းကတော့ဒီ8ဝက်လောက်ပဲထွက်တာပါတစ်ဖက်က16ဝက်လောက်ပဲထွက်ပါတယ်သူမှာပါတယ်ကျွန်တော် radio function တွေပြီးတော့ USB mode တွေပြီးတော့ audio input တွေပေါ့နော်အဲ့တော့ဒီမှာ audio 2-in-1 jack နဲ့ထိုးတဲ့နေရာမှာတော့ switch ချိန်နေရာမှာကျွန်တော် bluetooth ထည့်လိုက်တော့ bluetooth ဖြစ်တော့ပေါ့နော်အဲ့ radio မှာ radio အဲ့ USB နာမှာ USB ပေါ့နော်သူကသူအလုံးလုံးပါပြီအဲ့တော့ tone control တွေကလည်းအကုန်လုံးလုံးပါတယ်အဲ့တော့သူကဖြစ်သွားတာဒီ output ဒီ IC ကြောက်ပေါ့နော်အဲ့တော့ IC ကောင်းနေဆိုတော့အဲ့လိုမျိုးနေရင်ကျွန်တော်အတန်ထွက်ပါတယ်အဲ့တော့ IC ပူပြီးတော့ပြတ်ချင်နေတဲ့ IC တော့မပါပါဘူးအဲ့တော့ Bluetooth အစားထိုးခြင်းနဲ့ဒီကိုဒီဘက်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာပြန်ပြီးတော့ပြပြီးပါပဲပေါ့နော်အဲ့တော့ဒီမှာ5 port ကိုတော့ကျွန်တော်ဒီ USB ကနေပြီးတော့ကျွန်တော်ယူလိုက်ပါတယ်ပြီးသွားရင်8355ခြေထောက်အထွက်ကနေယူလိုက်ပါတယ်အဲ့တော့ဒီကနေယူလို့ရတော့ကျွန်တော် USB ကနေလည်းယူလို့ရတယ်ပေါ့နော် USB ရဲ့ pin ထိပ်ကောင်ကနေလည်း5 port ထွက်ပါတယ်အဲ့တော့သူကကြတော့ဒီ audio AUH ပေါ့နော်အဲ့တော့ LR2 ကိုကျွန်တော် 2-in-1 jack ပေါ့နော် 2-in-1 jack နေရာမှာအဲ့ဒါကျွန်တော်တို့ကဒီ Bluetooth ရဲ့ scanner လေးကိုထည့်ပေးလိုက်ရင်အဲ့ဒါရပါပြီ Okay ဗီဒီယိုလေးကဒီလောက်ပါပဲကျွန်တော်စမ်းတော့ဖွင့်မပြတော့ဘူးเนาะအဲ့တော့ဒီဗီဒီယိုလေးကတော့ကျွန်တော်မသိတဲ့ညီကိုတွေအတွက်တော့အဆင်ပြေမယ်လို့ထင်ပါတယ်တခုတော့ရသွားမယ်လို့ထင်ပါတယ်အဲ့တော့ဗီဒီယိုလေးကို channel တက်တဲ့ဆိုရင်တော့ like and subscribe လုပ်ခဲ့ပြီးလို့ရပါတယ် Okay နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်